နောက်ခေါင်းစဉ်တစ်ခုကတော့အဲ့တော့စောင့်ထိန်နဲ့အမကုမယ်လို့ပြောပြီးပြီဘယ်လိုကောင်းဆုံးကုမယ်နောက်ဆရာမကြီးနောက်ကဘာတွေထောင်ထိန်မလဲလို့ပြောပြီးတော့တကယ်ကုသရေးမှာလူမဲ့ဘလောက်ပဲစီးတွေကောင်းကုဘလောက်ဆေးတွေနောက်ဆုံးပေါ်တွေပဲတောက်နေစားတော့နေတိုင်းမမှန်ဘူးဆိုရင်ကျွန်တော်ကစီးကြကောင်းမှုကတော်တော်ခဲရနေပေါ့အဲ့တော့အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ကျမ်းမာရေးညညအောင်ဘယ်လိုများစားတော့နေထိုင်ရမလဲပေါ့အဲ့ဒါကိုဆွေးနွေးပြီးအတွက်ကျွန်တော်ရန်ကုန်စစ်တက္ကသိုလ်1ရန်ကုန်ရဲ့ဟော်မုန်းယောဂနဲ့စီးကြသူကြယောဂအထူးကုဌာနရဲ့ဘဝကဌာနမှုဆရာဦးကိုကျွန်တော်အနေနဲ့จิตတရကလုပ်ပါတယ်ဆရာအနေနဲ့ကောင်းကျမ်းမာရေးညညအောင်ဘယ်လိုနေထိုင်စားတော့မလဲလို့ကျွန်တော်တို့ရှင်းလင်းဆွေးနွေးပေးပါဦးခင်ဗျဆရာကြီးအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ share speaker တွေတင်ပြသွားသလိုပဲပေါ့နော်ဆရာမလည်းပြောသွားတယ်အဲ့တော့စီးကြိုသွေးကြိုကူးတဲ့အခါမှာကျွန်တော်နှစ်ပိုင်းပေါ့တစ်ပိုင်းကလူနာရှင်တွေကိုလောက်ရမှာတစ်ပိုင်းကကိုလောက်ရမှာတစ်ပိုင်းကတော့ကျွန်တော်တို့ဆရာဝန်တွေပေါ့ဆရာဝန်တွေကစီးတွေပေးရမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီအပိုင်းမှာဘလို့ပဲကျွန်တော်တို့စီးတွေပေးနော်အစားအသောက်အနေတိုင်းမမှန်ရင်လေ့ကျင့်ခန်းတွေမလုပ်ရင် control မရအောင်အဲ့ဒါဆိုဆေးတွေကတစ်မျိုးထပ်ပြီးတော့ပိုလာပြီးနော်အင်ဆူလင်ထိုးတဲ့အဆင့်ကြီးရောက်သွားမယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအစားအသောက်အနေထိုင်ဟာအင်မတန်အရေးကြီးတယ်ဆိုတာကျွန်တော်အနေနဲ့ပထမဆုံးတင်ပြပါရစေအဲ့ဒါကကျွန်တော်တို့ကိုယ်တိုင်လိုက်လို့မရအောင်ကျွန်တော်တို့ကပြောလို့ရတာအဲ့တော့စီးကြုံဝေဒနာရှင်တွေကကိုယ်တိုင်ဆောင်ရွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စီးကြိုကိုတက်လုံးနော်ကျွန်တော်တို့ကိုထိမ့်ဖို့အတွက်ကျွန်တော်ရဲ့အစားအသောက်အနေထိုင်ကိုပြင်ဖို့အတွက်အင်မတန်လိုအပ်တယ်ဆိုတာကျွန်တော်ပထမဆုံးတင်ပြပါရစေ။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အားလုံးနော်ဆရာကြီးတို့ကျမတို့ကျွန်တော်တို့အားလုံးဈေးကူတဲ့နေရာမှာ control မရဘူးစီးကျထိမ့်မရဘူးဆိုပထမဆုံးကျွန်တော်တို့စစ်ဆေးရမယ့်အချက်ကသူဘာတွေစားနေရလဲသူဘာတွေစားတောက်နေရလဲသူဘလို့နေထိုင်နေရလဲဆိုတာပထမဆုံးကျွန်တော်တို့အရင်ဆုံးစစ်ရတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒါမှားနေလို့ကတော့ဘလို့မှကျွန်တော်တို့ control လုပ်လို့မရဘူး။ဒါတစ်ချက်ပေါ့နံပါတ်2ကမမတို့ခုနဆရာပြောသူဆေးမမှန်တောက်ရလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဆေးတွေသူ့အတူရက်လိုက်သလားဒါမှမဟုတ်လို့ရှိရင်မမှန်အောင်စောင့်ကြည့်ရလားဆိုတာ share speaker တွေကတင်ပြသွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကစီးကျိုသွေးကျိုသမားတွေအသိချင်းဆုံးကလည်းဒါပါပဲအဲ့တော့အယူဆတွေအမှားဆုံးကလည်းဒါပါပဲအဲ့တော့ကျွန်တော်တို့အနေနဲ့တာဝန်ရှိရပေါ့နော်ကျွန်တော်တို့အနေနဲ့တာဝန်ရှိရကျွန်တော်တို့ကစီးကျိုသွေးကျိုသမားတွေကိုကျွန်တော်တို့ကုတဲ့အခါမှာဘလို့အစားတောက်နေတိုင်းနေစားရမလဲဆိုတော့ကျွန်တော်အနေနဲ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့နံပါတ်1ပထမဆုံးကျွန်တော်ပြောချင်တာစီးကျိုသမားတွေအတွက်တီးတန့်အစားတောက်ဆိုတာလုံးဝမရှိပါဘူးလုံးဝမရှိပါအဲ့တော့ကျွန်တော်တို့အနေနဲ့ကောက်ရုံမီမဖြစ်ဖို့လဲလိုအပ်ပါတယ်အဲ့တော့စီးကျိုသွေးကျိုသမားတွေကစီးကျိုသွေးကျိုဖြစ်ပြီလို့ပထမဆုံးကတော့စကြောက်အရန်ကြောက်တော့စားတောက်တွေတအားရှောင်နေဟိုလူမေးတယ်ဒီလူမေးတယ်ဟိုစာအုပ်ဖတ်တယ်ဒီစာအုပ်ဖတ်တယ်ကောင်းနိုးရာတွေကျွန်တော်ရေးကြတယ်အဲ့ဒီကမှလည်းကျွန်တော်တို့အနေနဲ့ကတချို့တော့ကျွန်တော်တို့က social media တွေမှာကျွန်တော်တို့ကနော်တွေ့ရှိတဲ့အချက်တွေအဲ့ဒီမှာမှန်တာတွေလည်းရှိတယ်မှားတာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့စီးကျိုပညာရှင်များအနေနဲ့ကျွန်တော်တင်ပြပါရစေthere is no special diet for the diabetes စီးကျိုသမားတွေတည်တံ့စားတော့မရှိပါဘူးကိုဒီတက်လုံးနေတိုင်းစားတော့မှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့အဓိကပြောချင်တာမိမိရေရှည်စားနိုင်တဲ့ပုံစံနဲ့ပမာဏကိုသာပုံမှန်ထိန်းကြီးစားတော့ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကအဓိကတော့သူဘလို့စားနေလဲဘလို့စားတော့နေလဲဘာတွေကြိုက်တယ်လဲအဲ့ပုံမှန်မူတည်ပြီးတော့ပြုတ်ပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်အကောင်းဆုံးနည်းကတော့ကျွန်တော်တို့တဦးချင်းတယောက်ချင်းကိုတွေ့ဆုံပြီးတော့တဦးချင်းတယောက်ချင်းရဲ့အကြိုက်တဦးချင်းတယောက်ချင်းဘာစားနေလဲသူကတော့ဘလိုမျိုးပုံစံရှိတယ်လေသူကနော်တာမန်လူလားအလုတ်ကျန်းသမားလားဒါမှမဟုတ်လို့ရှိရင်နော်အထိုင်များတဲ့လူလားအဲ့ပုံမှာမူတည်ပြီးတော့တယောက်ချင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံတကာမှာတော့အကောင်းဆုံးကကျွန်တော်တို့ကလွယ်တာကတော့ကျွန်တော်တို့စီဂျိုတီဂျိုသမားကြီးတွေ့ပြီဆိုတာနဲ့သွားပါနော်ကျွန်တော်အာဟာရပညာရှင်နဲ့တွေ့လိုက်ပါတဦးချင်းတယောက်ချင်းကိုလိုချင်တာတွေပြောပြပါဆွေးနွေးပါအဲ့ဒါကအကောင်းဆုံးနည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာရောဟာရပညာရှင်တွေရှိပါသလားရှိပါတယ်သို့တော့သူကလက်တဆုပ်စာဖြစ်နေတော့တနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့တင်ပြသွားမှာတော့ရေဘူးကပဲပေါ့ရေဘူးကအပြင်စီယိုသူယိုသမားတွေဘာကြီးလောက်အောင်လဲဆိုတော့ရေဘူးကဆိုရင်ဖြစ်မှာမယ်တဦးချင်းတယောက်ချင်းမှာတော့နည်းနည်းလေးကွာခြားတော့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာတီးသန့်အစားတောက်မရှိပါဘူးအကောင်းဆုံးကတော့ကိုနေ့စဉ်နေထိုင်စားတောက်နေပုံစံလေးကိုပြောင်းပြီးစားဖို့အတွက်ကျွန်တော်နဲ့တင်ပြပါရစေအဲ့တော့ဘလို့ကူးကြမလဲဆိုရင်ကျွန်တော်တို့ခုနပြောတဲ့နေထိုင်မှုစားတောက်မှုပြင်တဲ့အခါမှာတစ်က
ဆရာမခုနဒေါ်စံဝင်းလည်းတင်ပြသွားတယ်ဝိတ်ချဖို့အတွက်အမှန်တန်အရေးကြီးပါတယ်နံပါတ်1ကမမလည်းတော်တော်တင်ပြသွားတယ်စိတ်ပီစီမှုရှော့ဖို့လိုတယ်ကျွန်တော်ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားသုံးပါလို့ပြောပါမယ်ဆိုတော့ဒီအစားအသောက်ကိုစားလိုက်ရင်နော်ကျွန်တော်ပြုပြင်ပြောင်းလဲလိုက်ရင်ဘာတွေကောင်းလာမှာလဲဆိုတော့နံပါတ်1စီးကျိုထိန်တာကောင်းသွားလိမ့်မယ်နံပါတ်2သွေးပေါင်လည်းကောင်းသွားလိမ့်မယ်သွေးပေါင်လည်းကျနံပါတ်3ဆရာမတို့တင်ပြသွားတဲ့အစီအစိတ်နေလေကျွန်တော်တို့ကုတဲ့အခါမှာအင်မတန်လွယ်သွားတယ်နံပါတ်4ကျွန်တော်တို့ weight လဲကျသွားဆိုတော့သဘောကပြောချင်တာဒီလိုမျိုးကျွန်တော်တို့အစားအသောက်နေတိုင်းလေးကိုသာပြင်လိုက်ရင်နော်ခဲတစ်လုံးနဲ့ငှက်၄កောင်ပြည့်တယ်လို့ဖြစ်ဒါတွေကအကုန်လုံးရနိုင်တယ်ဆိုတော့ကျွန်တော်အနေနဲ့တင်ပြပြဆိုတော့အကြမ်းမြင့်တော့ကျွန်တော်တို့ဘာပြောလို့ရှိလဲစီးသမားတွေကနော်ဂစီဓာတ်လို့ခေါ်တဲ့ carbohydrate ကိုဘယ်လောက်စားသင့်တယ်လဲ50ရာခိုင်နှုန်းလောက်စားသင့်တယ်ကိုတနေကုန်စားရတဲ့မှာ50 to 55% က carbohydrate ဖြစ်တင်တယ်ဒါပဲစားသင့်တယ်အဲ့ထဲမှာမှအချိုဓာတ်လို့ခေါ်တဲ့တကြားဓာတ်တွေက10% နဲ့မကျော်ဘူးပေါ့နော်10% နဲ့မကျော်ဘူးဆိုကျွန်တော်ကဒီကြဒါကတော့ကျွန်တော်တို့ဆေးပညာရှင်တွေရဲ့အလိုကကျွန်တော်ကပြောတာဖြစ်ပါတယ်နံပါတ်1အဆီဓာတ်ပေါ့အဆီဓာတ်မှာလည်းကျွန်တော်တို့ကတက်နိုင်သလောက်တနေ့ကုန်မှာ30% နဲ့ကျွန်တော်တို့မကျော်ရပါဘူး30ရာခိုင်နှုန်းကိုစားတောက်နေတဲ့မှာ30ရာခိုင်နှုန်းမကျော်သင့်ဘူးအဲ့ထဲမှာမှပြေဝစီဆိုတာမပြေဝစီဆိုတာရှိပါတယ်တော့မကောင်းတဲ့အစီတွေဆိုရင်မပြေဝစီတွေက10ရာခိုင်နှုန်းအောက်မှာပဲရှိရမယ်လို့ကျွန်တော်ပြောပါတယ်တော့အသားဓာတ်ကတော့15ကနေ20ရာခိုင်နှုန်းရှိရမယ်လို့ပြောပါတယ်ဒါကတော့ကျွန်တော်တို့အနေနဲ့ဈေးကူနေတဲ့ဆရာဝန်တွေအားလုံးနားလည်ဘူးပါသို့တော့ကျွန်တော်တို့ကလူနာတွေကိုဒီလိုနားလည်အောင်ပြောလို့မလွယ်ပါဘူးနားလည်အောင်ပြောဖို့မလွယ်တဲ့ကြောင့်အလွယ်ကူဆုံးအယိုးရှင်းဆုံးပြောတဲ့အခါမှာခုနဆရာမတင်ပြသွားတယ်ဆရာမဒေါ်စံဝင်းလည်းတင်ပြသွားတယ်ကျွန်တော်တို့ကဒီ plate model ဆိုတာကိုကျွန်တော်တို့တင်ပြပါတယ်ဆိုဒီ plate model ကကျွန်တော်တို့ကဒါတော်တော်များများကျွန်တော်တို့ဒီ American Diabetes Association လို့ခေါ်တဲ့ American စီးကျိုသွေးကျိုပညာရှင်များအသင်းကြီးကလည်းတင်ပြထားတဲ့နိုင်ငံလုံးတစ်ကမ္ဘာလုံးမှာလိုက်ပြီးတော့လိုက်နာကြတဲ့ method ဖြစ်ပါတယ်ဆိုတော့ဒါကတော့ဘာပြောတာလဲဆိုတော့အချမ်းမြင့်ပေါ့ကိုတနေ့ထမင်းစားတော့မယ်ဆိုရင်ကိုလက်မအချင်းရှိတဲ့ပကံပြားကိုလက်မရှိတဲ့ပကံပြားမှာတဝက်တိတိကအရွက်တွေဖြစ်ရပါမယ်တဝက်တိတိဒီအရွက်ဖြစ်ရမယ်နော်၄ပုံတစ်ပုံဒီကျွန်တော်ကအစီဓာတ်မပါဝင်တော့အသားဓာတ်ပေါ့အသားတွေဆိုဝက်သားဆိုလဲစားလို့ရတယ်အသားစားပါအစီတွေတိတ်မစားနဲ့မဲသားစားလို့ရတယ်စားရင်လဲကျွန်တော်တို့ကခုနပြအရွက်တွေပါမစားနဲ့ကြက်သားဆိုလဲသားတွေစားပါကျွန်တော်တို့အပေါ်ဘက်ကအရေကုန်တွေမပါနဲ့အဲ့ဒါဒီ၄ပုံတစ်ပုံဖြစ်တင်ပါတယ်နောက်တစ်ခုတကယ်ထမင်းကတော့၄ပုံတစ်ပုံပဲဖြစ်တင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ကိုထမင်းတစ်ပကံစားရဲဆိုတာဟိုအောင်များနေသေးတာထမင်းဒီ၄ပုံတစ်ပုံပဲစားမှာဖြစ်ပါတယ်ဒါကဒီနေ့တပကံစားရင်ဒီလိုပုံစံဖြစ်မယ်နောက်ထပ်တပကံစားလဲဒီလိုပုံပဲကျွန်တော်တို့လိုချင်ပါတယ် and then ကျွန်တော်တို့ကနောက်ထပ်ကတော့ရေသုံးမဟုတ်ကယ်လိုရီပါတဲ့အစားအသောက်စားသိချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါဒီလွယ်ကူရိုးရှင်းတဲ့နီးဖြစ်ပါတယ်ကျွန်တော်ထမင်းတကာစားရင်ဒီလိုမျိုးစားသင့်ပါတယ်လို့ကျွန်တော်တို့ကတင်ပြပြရစီဒါကို healthy plate model လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်ပြန်တင်ပြရင်စံကြုံပြောင်းလို့ခေါ်တဲ့ carbohydrate တွေက၄ပုံတစ်ပုံပဲဖြစ်ရမယ်အသားငါးပဲသည်၄ပုံတစ်ပုံဖြစ်ရမယ်ဟင်းသီးရွက်သည်เนาะကျွန်တော်ကတဝက်တီတီဖြစ်ရမယ်ဆိုကျွန်တော်တင်ပြရစီအဲ့တော့ဒီတဲ့ပိုလွယ်တာပေါ့ကျွန်တော်တို့ဘယ်လိုပြောကြလဲဆိုတော့ဒီလိုမျိုး portion control ကျွန်တော်က serving size လို့ခေါ်တာပေါ့အဲ့ဒါကိုကျွန်တော်တင်ပြကြတယ်အဲ့ဒါဘာလဲဆိုတော့ကဲထမင်းတစ်ခါစားရင်ဘယ်လိုစားကြမလဲထမင်းကိုတစ်ခါစားရင်မိမိရဲ့လက်သီးစုပ်တစ်စုပ်စာပဲစားပါအကြမ်းမြင်တော့ကျွန်တော်ကလက်သီးစုပ်တစ်စုပ်စာပဲထမင်းစားပါလို့ကျွန်တော်ကတင်ပြရသေးနံပါတ်1เนาะအစီကိုစားမယ်ဆိုရင်လက်တန်းလောက်လေးပဲစားပါလို့ကျွန်တော်တင်ပြရသေးဒါက protein ဓာတ်ပေါ့เนาะအသားဓာတ်ကိုစားမယ်ဆိုရင်လက်ဖွာလောက်စားပါလို့ကျွန်တော်တင်ပြရသေးအသင်းသင်းရွက်ကတော့လက်နှစ်ဖက်ကိုကျွန်တော်ဖြန့်ပြီးတော့ကြိုက်တဲ့လောက်စားပါလို့ကျွန်တော်တင်ပြပါရစေ and then ကျွန်တော်တို့ကတော့အသီးတွေစားလို့မရဆိုအသီးစားမယ်ဆိုရင်လည်းကျွန်တော်တို့ကလက်လေးကိုဝိုင်းလိုက်ပြီးတော့လက်ဝိုင်းလေးမှာရှိတဲ့ဒီပုံမှာပြတဲ့အတိုင်းပေါ့နော်ဒီလိုစားပါလို့ကျွန်တော်တို့အကြံမြင်ပြောချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနပြောတဲ့50ရာခိုင်နှုန်းလို့30ရာခိုင်နှုန်းလို့20ရာခိုင်နှုန်းလို့ဟာဒီလိုပုံစံနဲ့သွားကြိုက်တာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ပြန်ပြောရင်ထမင်းကိုတစ်နက်မှာမိမိလက်သီးစုပ်နော်တစ်ဖက်ပေါ့နော်တစ်ဖက်စာပမာဏကိုပဲစားပါအသားကိုတစ်နက်မှာမိမိရဲ့လက်ဖွားအရွယ်ပမာဏဒါပဲစားပါဟင်းသီးရွက်ကိုတော့ပုံမှန်တိုင်းမိမိရဲ့လက်တစ်ခုပ်စာပမာဏလက်နှစ်ချောင်းဖြတ်ပြီးတော့ကြိုက်တဲ့လောက်စားပါဆိုပြီးတော့ကျွန်တော်အနေနဲ့တင်ပြပြရစီဒါအင်မတန်ရိုးရှင်းတဲ့နီးပါဒါဒီကျွန်တော်တို့ကတော့ဒါကိုကျွန်တော်တင်ပြပြရစီဒါကြောင့်အဲ့တော့ကျွန်တော်တို့ကစီကျုပ်သမားတွေကပြောတယ်ကျွန်တော်တို့ဘာတွေစားရမှာလဲဘာတွေရှောင်ရမှာလဲ
ဆိုတော့ဘာတွေ short စားမလဲဆိုတော့အဲ့တော့ကျွန်တော်နှစ်ပိုင်းပြောချင်မှာတစ်ပိုင်းကကျွန်တော်တွေ့ရတယ်မှာအင်မတန်သူတို့ကသတိထားတဲ့လူတွေရှိတယ်အဲ့တော့အကုန်ရှောင်ကြတာအကုန်ရှောင်တော့လည်းမဖြစ်ပြန်အဲ့လိုလေတချို့ကလည်းဟိုလက်ကိုမကြည့်တာစားကျင်တယ်လို့စားနေကြတယ်အဲ့ဒါလည်းမဖြစ်သင့်ဘူးဆိုတော့အကြမ်းမြင့်တော့ကျွန်တော်တို့ကမျက်စိမပရိပဒါဆိုတော့အလေလောက်ပဲကျွန်တော်တို့သွားသိချင်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာနော်ချိုးတဲ့အသီးတွေချိုးတဲ့အရည်တွေချိုးတဲ့မုန့်တွေအကုန်လုံးကိုစီးကြိုတက်တဲ့အချိန်မှာတော့မစားသိချင်ပါဘူးနော်စီးကြိုတက်တဲ့အချိန်မှာဆရာမတို့ရှိရတင်ပြသွားတယ်မနေ့အစောကြီးစစ်လို့80နဲ့130တန်းမှာရှိရမယ်ဒီနေ့မနေ့အစောကြီးစစ်လိုက်လို့စီးကြိုက200ပဲဖြစ်နေအဲ့နေကတော့အချိုရှောင်သင့်ပါတယ်ကျွန်တော်အချိုရှောင်သင့်ပါတယ်လို့ကျွန်တော်တင်ပြရသည်အဲ့တော့တသက်လုံးမစားတော့ဘူးလားအဲ့လိုတော့လည်းမဟုတ်ဘူးလို့ကျွန်တော်ယူဆပြရတယ်အဲ့တော့တသက်လုံးကျွန်တော်တို့ကဆိုတော့ကိတ်မုံမစားတော့ဘူးလားတသက်လုံး ice cream မစားဘူးလားအဲ့လိုလည်းမဟုတ်ပါဘူးကျွန်တော်အနေနဲ့ပြောချင်တာကတော့ရေဘူးအပြင်ရှောင်သိချင်တာတော့အဲ့ခုနပဲပါဇက်တဲ့တင်လို့ချိုးတာတွေကိုရှောင်သိချင်ပါတယ်သို့တော့ဖြစ်ချင်တာကတော့စီးကိုတက်တဲ့အချိန်မှာရှောင်လိုက်ပါစီးကိုကြားတဲ့အချိန်မှာတော့တင့်တဲ့ပမာဏစားလို့ရပါတယ်လို့ကျမ်းပြင်တင်ပြရသည်အဲ့တော့စံရဲ့ဂျုံရဲ့ခောက်ဆွဲပေါ့နော်စံရဲ့ဂျုံရဲ့ခောက်ဆွဲလည်းကျွန်တော်နားလဲတော့ကစံရဲ့ဂျုံရဲ့ခောက်ဆွဲအတူတူပါပဲကျွန်တော်ထမင်းစားလို့စီးကိုတက်လို့ချပါတီပြောင်းစားလေးနည်းနည်းတော့ကွာတယ်နော်နာမမလို့ရှင်လဲပဲကြံတန်းလို့ပြောင်းစားလဲနည်းနည်းတော့ကွာတယ်အဲ့တော့ကိုသတိထားမှာကိုကတသက်လုံးပဲကြံတန်းလို့စားမှာလားကိုကတသက်လုံးချပါတီစားမှာလားကိုကတသက်လုံးထမင်းစားမှာလားအဲ့ပုံမှာမူတီပဲသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါရေအကုန်လုံးကတော့အတူတူလောက်ပါအဲ့တော့ကျွန်တော်တို့ကပြောချင်တာတော့အရင်တုန်းကတော့ကျွန်တော်တို့ကမနေ့ကို10သွင်းည10သွင်းညနေ10သွင်းအဲ့ဒါလည်းမရှိပါဘူးကျွန်တော်ပြောချင်တာကိုထိုက်တဲ့ပမာဏလေးကိုစီဂျိုတက်တဲ့ချိန်မှာရှော့စားလိုက်ပါစီဂျိုလေးကောင်းရင်ပုံမှန်လေးစားပါလို့ကျွန်တော်တို့ကတင်ပြပြစီအဲ့တော့စံပေါ့စံအမျိုးသားလိုလားတော့စံအမျိုးသားတကယ်တော့ပွင့်လင်းပြောတော့နည်းနည်းလိုတယ်ကျွန်တော်တို့မှာအညွန်းကိန်းဆိုတာရှိတယ်စီဂျိုတက်တဲ့အညွန်းကိန်းဆိုတာဆိုတော့ကျွန်တော်ကထမင်းတစ်ပကံစားတယ်ဒီတစ်ပကံမှာကျွန်တော်တို့ကစီဂျိုစံလို့ခေါ်တဲ့ဘတ်စမာတီဆန်ကိုစားမယ်သို့မဟုတ်လုံးတီဆန်ကိုစားမယ်သို့မဟုတ်ကျွန်တော်ပေါ်ဆန်းမွေးဖြူနေတဲ့ထမင်းကိုစားမယ်ဆိုရင်အဲ့3ခုတိတ်တော့မတူထမင်းစားပြီး2နိုင်မှကျွန်တော်စစ်လိုက်ရင်အကောင်းဆုံးကတော့လုံးတီဆန်အကောင်းဆုံး and then ကျွန်တော်တို့ကဒုတိယအကောင်းဆုံးကတော့ကျွန်တော်တို့ကဘတ်စမာတီလို့ခေါ်တဲ့စီဂျိုဆန်အကောင်းဆုံးတတိယမှာပေါ်ဆန်းမွေးပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကလုံးတီဆန်ကြီးပဲစားမှလားဆိုတော့တစ်လုံးစားနိုင်ရင်တော့သူစားနိုင်တော့အကြောင်းမဟုတ်ဘူးဒါပိုကောင်းတာပေါ့မစားနိုင်တော့လေကျွန်တော်အမြင်တော့နော်ကျွန်တော်ကရေခမ်းချက်တာတို့ရေငဲ့ချက်တာတို့စံမျိုးစားတွေစာရင်တော့အဓိကကျွန်တော်တို့ပြောချင်တာပမာဏပဲနော်အမောက်ပဲအရေးကြီးရဖြစ်တဲ့ကြောင့်ကျွန်တော်ကဘာဆန်းမှလည်းပြောင်းစားမနေဥပမာဆိုအိမ်မှာသူ့အတွက်ကဘာစမာတီကဝယ်ရတယ်အိမ်ကျန်တဲ့လူတွေအကုန်လုံးပေါ်ဆန်းစားဆိုနှစ်အိုးချက်နေတချို့ကလည်းသူကြတော့ရေခမ်းချက်တယ်တချို့ကရေငဲ့ချက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ပြောချင်တာကတော့အဲ့လိုရှုပ်ထွေးတာတွေကတသက်လုံးလုံးရမှာလုံနေပါနဲ့အဲ့တော့ဘာဆန်းဖြစ်စားပါသို့တော့နော်အမောက်ကိုလျှော့ပေးပါစီကိုတက်တဲ့ချိန်မှာထမင်းလျှော့စားဖို့အတွက်ကျွန်တော်တို့မှားခြင်းပါတယ်အဲ့တော့ကြိုက်တဲ့လောက်စားတော့တယ်မှာတော့အရွက်ကဲအသားရဲ့ငါးရဲ့ပဲဒီလေးမျိုးကတော့ကျွန်တော်တို့ကြိုက်တဲ့လောက်စားပါလို့ပြောခြင်းပါတယ်အဲ့တော့ကျွန်တော်ရေဝါချင်းပြန်ခြုံကြည့်ရင်ကိုကြိုက်တဲ့လောက်စားမှအရွက်အသားငါးပဲအသားထဲမှာတော့တစ်ခုတတိထားမှာတော့ကြောက်ကထိနေတဲ့လူတွေဆိုရင်တော့အနီရောင်သားတွေပေါ့ခြေလင်းချောင်းသားတွေကိုတပတ်ကို2ရက်တဲ့ပုံမစားသေးပါဘူးအသင့်တင်စားမှာစံဂျုံခောက်ဆွဲပမာဏကိုတတိထားပါနံပါတ်3ကိုကချောင်းရမ်းသွားချိုးတဲ့သီးချိုးတဲ့ရေချိုးတဲ့မုန့်နေတော့စီးကြိုတက်တဲ့ချိန်မှာတော့ရှောင်ပေးပါစီးကိုကောင်းတဲ့ချိန်မှာတော့စားပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါကခုနကျွန်တော်တို့ပြောတဲ့အညွန်းကိန်းပေါ့စီးကိုတမတာတော့ဒါတွေကသိရင်တော့ပိုကောင်းပါတယ်ဘလို့ကောင်းလဲဆိုတော့ကျွန်တော်တို့ကဖြစ်နိုင်ရင်နော် low glycemic index လို့ကျွန်တော်ကခေါ်ပါတယ်စီးကိုတက်နှုံးနဲတဲ့ဟာတွေကိုရွေးစားနိုင်ကောင်းပါတယ်ဒါတွေကလည်းကျွန်တော်တို့စာအုပ်တွေရှိပါတယ်ဥပမာကျွန်တော်ဒီမှာကြည့်လိုက်စံဖြူဆိုလို့ရှိရင်ကျွန်တော်တို့ကထမင်းစားပြီးရင်ကျွန်တော်ကတက်တဲ့နှုန်းကစီယိုတက်နေတာ89လောက်ရှိပါတယ်ကျွန်တော်တို့ကဘာစမာတီဆို58လောက်ပဲရှိစံလုံးညိုက51လောက်ရှိအဲ့တော့ဆိုတော့စံလုံးညိုကိုကျွန်တော်တို့စားနိုင်တော့ကောင်းတာပေါ့နော်ဘာစမာတီစားနိုင်တော့ပိုကောင်းပါတယ်သို့တော့ဘာစမာတီကို3မကန်လောက်စားရင်လည်းတက်မှာပဲမထူဘူးလို့ကျွန်တော်တို့ကယူဆတယ်ဒါကြောင့်ဖြစ်နိုင်ရင် तू ကလုံနိုင်ရင်တော့ဆိုတော့ဘာစမာတီဆန်အော်လုံးလေးဆန်ကိုနော်ပမာဏလျှော့စားရင်တော့ပိုကောင်းတယ်ဒါလုံနိုင်ပေါ့မလုံနိုင်လို့ရှင်လဲကျွန်တော်တို့ကရပါတယ်ပေါ့ဆိုတော့အကျမ်းပြင်အသီးတွေကျွန်တော်ကြည့်လိုက်ရင်လဲဖျဲသီးဆိုစီကိုတက်တဲ့နှုန်းက82%လောက်ရှိတော်တော်များတယ်ငပြောသီးဆိုရင်51လောက်ဆိုအဲ့ဒါမှကျွန်တော်ကြည့်လိုက်တာပန်းသီးတို့တစ်တော်သီးတို့ဆိုစပစ်သီးဆိုတော်တော်နည်းတယ်တော့ပန်းသီးတွေဆိုတစ်တော်သီးဆို38လောက်ပဲရှိတယ်အဲ့တော့ရွေးစားမယ်ဆိုရင်ပန်းသီးတို့တစ်တော်သီးတို့ဒီကောင်းပြီပေါ့နော်ကျွန်တော်တို့စားလို့ရတော့
ဆိုတော့အာလူကြော်လဲကြည့်ပါဦးအာလူကိုကြော်စားမှလားပြုတ်စားမှလားကျွန်တော်တို့ကစုံစားမှလားအဲ့ပုံမှာမူဒီမြောက်ဥပေါ့ဘုံလာဥလိုပါဆိုရင်တော့နဲတယ်ပေါ့ဆိုတော့ဒါတွေကတော့နော်တကယ်တမ်းဟိုလုံနိုင်ပေါ့နော်လုံနိုင်တော့ကျွန်တော်တို့ကဒီလိုချက်တွေကြည့်ပြီးတော့ low glycemic index လို့ခေါ်တဲ့နော်စီကိုတက်နှုံနဲတာတွေကိုစားနိုင်တော့ပိုကောင်းပါတယ်မစားနိုင်လဲခုနကျွန်တော်တို့အကြမ်းမြင့်ဟာကိုပဲကျွန်တော်တို့မှတ်ထားစေချင်ပါတယ်ပေါ့နော်အဲ့တော့အခုတိတ်ခစ်စားနေတယ်ကျွန်တော်တို့အနေနဲ့စီချိုနှုံးမုံနေတောက်လို့ရသလားဆိုတာမေးပါတယ်ဆိုတော့စီချိုတို့တွေကတောက်လို့ရလားလို့ကျွန်တော်တို့ပြောချင်တာကတော့တစ်ကကျွန်တော်တို့ပြောချင်တာပုံမှန်စားနိုင်တဲ့လူတွေမှာမတောက်သင့်ပါဘူးမတောက်သင့်ပါဘူးအဲ့တော့သမင်းလဲ3ကလဲစားသေးတယ်ကျွန်တော်တို့အာဟာရနှုံးမုံတွေကို3ကဖြော်တောက်ရင်တော့သိန်းစီစီချိုတက်ပါတယ်ကျင်းစီစီချိုတက်ပါတယ်အဲကျွန်တော်တို့အများကြီးတွေ့နေရပါတယ်ကျွန်တော်တို့ကုတဲ့အခါမှာကျွန်တော်ကြည့်လိုက်ရင်ဒါကတော့ဒါကြော်ညာအားကောင်းတာကြီးလည်းပါတယ်နော်တယောက်နဲ့တယောက်ညှိုးတာကြီးလည်းပါတယ်ပါတဲ့အခါမှာဒီစီချိုနော်နှုံးမုံကိုတောက်လိုက်လို့ရှိရင်စီချိုတွေကျသွားမလားဆိုတာအဲ့တော့တကယ်ပြောချင်တာတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ခုနပြောဆိုစီချိုနှုံးမုံဆိုတာဘာကြီးလောက်ထားလဲဆိုတော့အခုကျွန်တော်တို့ပြောတဲ့နော်ကောင်းတဲ့ချက်လေးတွေကိုသူကရွေးပြီးတော့ထည့်ထားတာပေါ့ဥပမာဆိုရင်အညွန်ကိန်းစီချိုတက်ညွန်ကိန်းနေတဲ့နော်ကစီဓာတ်တွေကိုထည့်ထားတယ်နော်သူ့ထဲမှာကောင်းတဲ့အဆီကိုထည့်ထားတယ်ပရိုတိန်းတွေထည့်ထားတယ်အဲ့ဒါကြောင့်မလို့သူတို့ကဖြောတောက်ရင်တော့ရတယ်သို့တော့ကျွန်တော်တို့အဓိကသုံးတာထမင်းကိုပုံမှန်မစားနိုင်တဲ့လူတွေဒါမှမဟုတ်လေဖြတ်နေတဲ့လူတွေမှာကျွန်တော်စေုံတွေမှာအများဆုံးသုံးပါတယ်နှာခေါင်းပိုက်ထည့်တဲ့အခါမှာနှာခေါင်းပိုက်ထဲမှာဘာကြီးထည့်မှမသိလို့ရှင်ဒါလေးဖြောပြီးထည့်လို့ရပါတယ်သို့တော့နောက်တစ်ခုကတော့ဝိတ်ချခြင်းတဲ့လူတွေပေါ့ဝိတ်ချခြင်းတဲ့လူတွေမှာသူကအစားထိုးတာဖြစ်ပါတယ်အစားထိုးတာဆိုတော့ညနေသားမစားဘူးဒါတစ်ခွက်လောက်ဖြောတောက်မယ်အဲ့ဒါဆိုကျွန်တော်တို့လက်ခံပါတယ်အဲ့တော့စီးကြိုကြခြင်းတဲ့ဇောနဲ့အာဟာရနှုံးမုံတွေသူများပြောလို့ဝယ်တောက်ဖို့ကျွန်တော်တို့လုံးဝအာမပေးပါဘူးဒါလေးကိုကျွန်တော်တို့ကအဓိကပြောချင်ပါတယ်ပုံမှန်စားနိုင်တဲ့လူတွေမှာလုံးဝမတောက်သင့်ပါဘူးလို့ကျွန်တော်ယူဆပါတယ်နောက်လို့ကျွန်တော်တို့အမေးများတာလက်ဖက်ကော်ဖီတွေအချိုရည်တောက်လို့ရလားဆိုတော့အဲ့ဒါလည်းရပါတယ်ရတဲ့အခါမှာတခုတတိထားမှာတော့ကျွန်တော်တို့ဒီ ready made coffee mix စီ tea mix တွေကတော့အထဲမှာတကြားကြီးထည့်ထားနော်တကြားကြီးထည့်ကြတဲ့တောင်ကျွန်တော်တို့ကတော့ဒါမတောက်စေချင်ပါဘူးနော်ဖြစ်နိုင်တော့ကိုယ်စီးချိုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကစီးချိုကောင်းတဲ့အချိန်မှာတော့ဒီနေ့တစ်ခွက်လောက်တောက်တာတော့အကြောင်းမဟုတ်ဘူးဖြစ်နိုင်ရင်အကောင်းဆုံးကတော့လုံနိုင်ပေါ့နော်လုံနိုင်တော့တပည့်ကြိုက်ဖြောမယ်တော့မဟုတ်ကော်ဖီမုတ်ကိုဖြောမယ်နွားနို့သုံးဖို့နိုစိမ့်ကိုထည့်မယ်အစီထုတ်ထားတဲ့နွားနို့ဖြစ်တဲ့နဲ့စီးချိုတကြားကိုတုံပြီးတောက်ရင်တော့ရပါတယ်တမြာသီးညစ်စီးချိုတရားထဲတောက်ကပလာသီးညစ်စီးချိုတရားထဲတောက်အဲ့လိုဆိုရင်တော့ရတယ်ကျွန်တော်လက်ခံပါတယ်သို့တော့ကျွန်တော်တကယ်စီယိုတက်နေတဲ့အချိန်မှာကော်ဖီမစ်တွေတောက်တာတော့ကျွန်တော်လက်မခံပါဘူးပေါ့နော်ဆိုတော့ကျွန်တော်အနည်းချုပ်အနေနဲ့ပြောချင်ရင်တော့တစ်ကနော်ဆရာမခုနနော်တော့သန်းသန်းဝင်လက်တင်ပြထမင်းလျှော့စားပါအဲ့ဒါအရေးကြီးဆုံးပါတနေ့ကိုထမင်းကိုကျွန်တော်ထမင်းတစ်ပကံစားရင်၄ပုံတစ်ပုံပဲစားဖို့အတွက်ကျွန်တော်တိုက်တွန်းစေချင်ပါတယ်ရေစားရေတောက်ပါရေတောက်ပါအချိုရေတောက်လိုက်ဝုန်းသူစီယိုကထောင်တက်သွားပါတယ်ဒါကြောင့်ရေများများတောက်ပြီးပါကိုလေးချိန်ဟိုထိမ့်ပါအဝမလုံအောင်ထိမ့်ပါနောက်ပြီးတော့အခါမှာလေ့ကျင့်ခန်းတွေလို့တာအမြင့်တက်များသောအစားအစာကိုများများစားပါဟိုကြိုက်တော့စားလို့ရတဲ့မှာရွက်တွေပါပါတယ်เนาะအစီတွေเนาะပြေးဝစီလို့ခေါ်တာပေါ့เนาะပြေးဝစီဆိုတာကျွန်တော်တို့ကဟိုရေခဲတက်တာထိန်ခဲသွားတဲ့အစီတွေအကုန်လုံးကိုကျွန်တော်တို့ကမကောင်းတဲ့အစီလို့ကျွန်တော်တို့သတ်မှတ်ပါတယ်เนาะကျွန်တော်တို့ကကောင်းတဲ့အစီတွေမှာတော့နေကြစီလို့ကျွန်တော်တို့တန်လွင်စီလို့ကျွန်တော်တို့ပါပါတယ်ဒါတွေတော့ကျွန်တော်တို့တင့်တဲ့ပမာဏစားလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အကြော်တွေပေါ့အကြော်တွေအဲ့ဒါတွေကကျွန်တော်တို့ကတော်တော်ဒုက္ခပေးပါတယ်ကျွန်တော်တို့ဘူးသီးကြော်ဆိုရင်ကျွန်တော်တို့ဘူးသီးကြော်အပွားအခွန်လေးတွေပေါ့အဲ့အခွန်လေးကတော်တော်ဒုက္ခပေးပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းအဲ့အခွန်လေးတွေပဲကြိုက်တာဟိုကျွန်တော် KFC ကြက်ကြော်ဆိုခလေးတော်တော်စားကြတယ်အဲ့ဒါလည်းအထက်ကအသားမစားဘဲနဲ့အပေါ်ကျွတ်လေးတွေစားကြတယ်အဲ့ကျွတ်လေးကတော်တော်ဒုက္ခပေးတဲ့အထက်မှာပါပါတယ်ဆိုတော့အဲ့ဒါကြီးရှောင်ရှားကြပါလို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းချင်ပါတယ်ဆရာကြီးတို့မမတို့လည်းဖြည့်ဆွက်ပြီးဆွေးနွေးဖို့အတွက်ကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ်ကဲ့ဆရာဦးကိုကျမ်းမိုင်းနဲ့ညီညွတ်အောင်ပေါ့စီကျူသူကျူတကယ်တော့ယောဂရှင်များတွေမကဘူးကျွန်တဲ့ကျမ်းမာတဲ့လူတွေလည်းဒီလိုစားနိုင်မယ်ဆိုရင်ဆက်လက်ပြီးတော့ကျမ်းမာပြီးတော့ဆိုတော့ပြနာတဲ့ရှိယောဂတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်လို့အဲ့မှာဖြည့်ဆွက်ဆွေးနွေးတာတော့မဟုတ်ဆရာကိုပြောလိုက်တဲ့ဟာကိုပဲထပ်ပြီးတော့ဆွေးနွေးနေတာကျွန်တော်တို့ကဒုက္ခပေးနေတာစီကျူနှုံမုံတွေပေါ့စီကျူနှုံမုံတွေကလူတွေက misconception ယူဆမှားတာဒါတောက်လိုက်လို့ဆိုရင်စီကျူတွေကောင်းသွားမယ်ဆိုပြီးတော့စီကျူနှုံမုံတွေပြောတာဟုတ်အဲ့ဒါကြီးတောက်တယ်တကယ်တည်းတော့အဲ့ဒါကြီးက meal replacement အဲ့သူ့အစားပေါ့ပုံမှန်စားနေတဲ့စားတောက်အစားသူ့အစားထိုးပြီးတောက်မှတာလင်နည်းနည်းစီကျူတက်မှုနည်းမယ်ပေါ့ဒါပေမဲ့ကျွန်တော်ရှိမှာကတော့ထမင်းလည်းပုံမှန်စားတယ်ပေါ့နောက်ပြီးတော့စီကျူနှုံမုံဆိုအထင်ကြီးပြီးတော့စီကျူနှုံမုံလည်းထပ်ထည့်တောက်တယ်ပေါ့အဲ့တော့ကျွန်တော်ရှိရောက်တဲ့ချိန်ကျသူ့ကျူတွေကများနေတာအဲ့ဒီပဲ
များနေတာကြီးပဲမေးကြည့်လိုက်ရင်နောက်ဆုံးတော့ဒါတွေပဲပေါ့နောက်တစ်ခုကျွန်တော်တို့ coffee တွေလက်ဖက်တွေမှာ coffee make လို့ခေါ်တယ် Miko make လို့ခေါ်တဲ့နှုတ်မုန်တွေပေါ့အဲ့ဒါကြီးကများသောဖြင့် saturated fats တွေပါတယ်ပေါ့နောက်ပြီးတော့အချိုဓာတ်လည်းပါတယ်ပေါ့အဲ့မှာအဓိကပြောတော့ corn syrup ဆိုတာကြီးပါတယ်ပေါ့ပြောင်းဘူးကထုတ်ထားတဲ့ syrup ပေါ့ကမ္ဘာမှာ one theory ကပါကမ္ဘာတစ်ကွာလုံးမှာစီးကျိုယောဂကြီးဖြစ်ပွားနှုန်းဘာကြောင့်များလာလဲဆိုရင်တဲ့ corn syrup တွေသုံးလို့တဲ့ corn syrup ကအချိုဆုံးသောအစားအသောက်တွေမှာအချိုဆုံးသောဆဲတဲ့မှာ one of the sweetest food ဖြစ်တယ်တဲ့အဲ့တော့အဲ့ coffee mix ဆိုတဲ့နှုတ်မုန်တွေပေါ့အဲ့ဒီကကျွန်တော်တို့တွေ့ကြတော့အဲ့ဒါကြီးဒုက္ခရောက်တာပဲအဲ့တော့ဆရာပြောသလိုပဲအဓိကတော့ short စားပါပေါ့ short စားပါဆိုတာပစိုး short တမင်ကို short ကပတ်ကို short စားတာမဟုတ်ပဲနဲ့စားတဲ့ပမာဏကို short စားဖို့ကျွန်တော်ပြောချင်ပါတယ်မှဓမ္မောက်တစ်ပွဲမှာလိုက်တယ်ဆိုရင်ကျွန်တော်ကမလောက်လို့ကျွန်တော်ထပ်ပြီးတော့ live ဝက်ထပ်မှာတယ် KOC ကျဲဆိုတပွဲမလောက်လို့နောက်တစ်ပွဲဆိုကျွန်တော်ငယ်တော့နှစ်ပွဲပေါ့တခါတည်းမှာတာကြီးစားတယ်ပေါ့တကယ်တွေတော့အဲ့ KOC ကျဲတဲ့ပွဲဆိုလူ၄ယောက်လောက်ကျွန်တော်စားမှဒီတော့လောက်ကြမယ်ဓာတ်ပေါက်တစ်ပွဲဆိုလည်းအလုံးစုံ3ယောက်လောက်ခွဲစားမှကျွန်တော်ချမိုင်းနေညီညွတ်မယ်ပေါ့ဆိုတော့အဲ့ short စားဖို့ကိစ္စကိုကျွန်တော်ဥပစားပြီးရင်ကျွန်တော်များသူ့ကြိုကြသမှာဖြစ်ပါတယ်လို့ဆိုတော့ပြောတဲ့ကြော်ညာတွေရဲ့နောက်ကိုမလိုက်ဘဲနဲ့ပေါ့ကိုယ့်ရဲ့ဆရာဝန်ဆရာမများရဲ့တက်ကျွမ်းတဲ့ဆရာဝန်များရဲ့ပေးတဲ့မှန်ကန်တဲ့ပညာပေးမှုနောက်ကိုပဲလိုက်ဖို့ကျွန်တော်နေမြစ်တာရက်ကန်လိုပါတယ်ပေါ့နော်အဲ့တော့ဟိုစားတောက်တဲ့ပတ်သက်လို့ပြောပြီးတော့မမမြတ်ပါထပ်ဖြစ်ဆွေးနွေးဖို့ရှိသေးလားစားတောက်ကတော့နော်ဒါဟိုဒီပေါ့နော်ဖြစ်ဆွဲချင်တာကတော့အစားတောက်ရှော့စားပါတော့မှန်တယ်ပေါ့နော်ဒီတချို့သူသေသနာတွေကတော့လေဟိုစားတဲ့ခါကျတော့သမင်းအရင်စားကျမတို့ဒီမှာတော့သမင်းကိုငပိရေဆန်းလိုက်တာနဲ့ဆိုရင်ဟင်းတောင်မလို့တော့ကုန်ပါနော်သိပ်မြန်တာပဲအဲကြောင့်သမင်းကိုအရင်မစားဘဲနဲ့ဒါကျမတို့ဒီဟင်းသီးဟင်းရွက်နော်ဟင်းတွေကိုအရင်ဖြည်းဖြည်းစားပြီးတော့နော်ပြီးတော့မှနော်နည်းနည်းစားပြီးမှသမင်းကိုစားပြီးတော့သိမဲ့ဆိုလို့ရှိရင်စီးချိုစားပြီးတဲ့စီးချိုတွေကသိမတက်တော့ဘူးတော်တော်လေးနဲတယ်လို့ပြောတယ်အဲ့ဒါလေးတစ်ချက်ကိုလည်းနော်ဒါဟိုရင်းပေါ့ဒါ clue လေးပေါ့ food order နောက်တစ်ခုကတော့နောက်တစ်ခုကဖြည်းဖြည်းစားပါလို့လည်းပြောတယ်နော်ညီတို့ကတော့မြန်စားတာကောင်းတယ်လို့ထင်တာဘာလို့မြန်စားရင် तू က style တီးဆိုတော့အုံနောက်ကိုဘိုက်ပြေးပြီနော်လို့ပြောတဲ့ message ကမရောက်သေးဘူးနော်ဘိုက်ကြီးကတင်းသွားတယ်ဆိုတော့ဖြည်းဖြည်းစားရင် तू ကလုံလောက်ပြီဆိုတော့နော်သတင်းပို့ခြင်း message ကိုနော်ဟော်မုန်းကနေပြီးတော့အုံနောက်ကိုသွားပြောလိုက်တဲ့အခါ तू ကစားတောက်တာရက်တန့်သွားတယ်ပေါ့နော်အဲ့ဒါလေး method ကလည်းအကျိုးရှိပါတယ်ကျွန်တော်တို့ဘာဒီမှာအဲ့ဒါလည်းတော်တော်ဒုက္ခပြီးနော်မနော်ကျွန်တော်ကြည့်တာဟိုတရုတ်ထမင်းဝိုင်းနေသွားစားရင်သူကအသားတွေအရင်လာတာအရွက်တွေအသားတွေလာပြီးမှနောက်ဆုံးပိတ်မှထမင်းကြော်လာလေဟိုအင်္ဂလိပ်စားရင်လည်းဆလတ်တွေအရင်စားပြီးတော့မှအသားတွေစားပြီးတော့မှဟိုကျွန်တော်တို့ mash potato လေးစားဗမာအကုန်ပြောင်းပြန်ဖြစ်နေတယ်အဲ့ဒါ food order မှားနေတာမမပြောတာကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါကြောင့်လဲကျမတို့ကလူနာတွေကိုရှင်းပြတဲ့ခါအဲ့လိုပေါ့ဘိုးတွေစားသလိုတော့ကောင်းတယ်ပေါ့နော်အဲ့ဒီဟိုဟာတွေဆလတ်တွေပါတွေအရင်စားပြီးတော့မှစားတာကောင်းတယ်နောက်တစ်ခါညဝိုင်းကြီးမှာဘယ်လိုစားလဲနော်ညစာစားပွဲတွေမှာဒါဟင်းတွေပါတွေချပြီးတော့မှနောက်ဆုံးသမီးဆိုတော့နည်းနည်းပဲစားပြည့်သွားဟုတ်တယ်အဲ့ဒါလည်းနီလန်းတစ်ခုပေါ့နော်အဲ့ဒါဟိုလက်တွေ့လွယ်ပါတယ်နည်းနည်းအကျဉ်းလေးပြင်ဖို့ပဲပေါ့နော်တရုတ်ထမင်းစားပဲသွားတယ်ထမင်းချပြီးတစ်လုံးမှချပြီးတာလေအဲ့ဒါပို့ချပြီးတာမဟုတ်ဘူးကျွန်တော်တို့ကပကံပြားကြီးအပြည့်ထည့်ပြီးတော့မှအဲ့ပုံမှာဟင်းတွေထပ်ထည့်လိုက်ပြီးတော့ကျွန်တော်အားရပါရတုတ်တော်တာပေါ့နော်စားကြရအောင်ကျွန်တော်တပကံပဲစားတယ်ဆိုတော့၄ပုံ၃ပုံကများနေပြီပေါ့အဲ့ဒါလေးသတိပေါ့၄ပုံ၃ပုံစားဆိုတော့အဓိကအဖြစ်တော့ကျွန်တော်ဇွန်ကင်းစွန်းနဲ့ကျွန်တော်ချိန်ထားဘူးတယ်ပေါ့ဇွန်ကင်းစွန်းပေါ့နော်ကျွန်တော်ရောက်ချိုစွန်းလည်းမဟုတ်ဘူးကျွန်တော်တို့မွေးငါစားတဲ့ဟိုဇီဘရာစွန်းလည်းမဟုတ်ဘူးပေါ့ဇွန်ကင်းစွန်းနဲ့ဆို6စွန်းနဲ့8စွန်းကြာအဲ့ဒါ၄ပုံတစ်ပုံရှိပါတယ်လို့နော်ဇွန်6စွန်းနဲ့8စွန်းလောက်ဆိုရင်ပေါ့အဲ့တော့ကိုများစားခြင်းလဲအဲ့ဒါတိတ်ပြီးထဲလိုက်ပါ8စွန်းလောက်10စွန်းလောက်ဝင်တာ၄ပုံတွေမှာဝင်တော့ anyway အဲ့ဒါတော့ပုံမစားသင့်ဘူးပေါ့နော်ဆိုတော့အဲ့ဒါပေါ့ဆိုတော့အခုလိုအစားတောင်းတဲ့ပတ်သက်လို့ပြည့်စုံဆွေးနွေးပြီးတဲ့ဆရာဦးကိုကျေးဇူးတင်ပါတယ်ဖြစ်ဆွဆွေးနွေးပြီးတော့မမတော်တန်တန်ကြီးလည်းကျေးဇူးတင်ပါတယ်